ပြုမှုတွေကြောင့်မင်းတရားထဲမဟုတ်ဘူးအောင်းစိတ်တရားများအတော်မဲ့မြေတာတရားအသက်ဟာတတိချန်နေလားမင်းတရားထဲမဟုတ်ဘူးမင်းတရားထဲမဟုတ်ဘူးမင်းပဲထိခိုက်မှုများတော့ဆောင်းတော်မူနဲ့မြောက်ဝဲခံစားမင်းတရားထဲမဟုတ်ဘူးဘာမှလည်းအားမနေနဲ့စိတ်ထဲလည်းကြမနေနဲ့အဖြစ်ချင်နိုင်ဖြစ်တဲ့ဘဝလည်းမင်းတရားထဲမဟုတ်ဘူးဆက်ဆက်မျက်နှာများပေါ်ပြပြတွေ့ခေါ်များဆက်ဆက်တဲ့ပြုမှုတွေကြောင့်မင်းတရားထဲမဟုတ်ဘူးသူများရလည်းမဲလို့ပဲကိုယ်လည်းမဲလို့ပဲရှောင်းတိမ်များတဲ့ဒုက္ခတွေနဲ့မင်းတရားထဲမဟုတ်